ဒါဆီယမယောက်ျားဝယ်ပေးတဲ့ဆွဲကြိုးကြီးနော်ဒါဆီယမယောက်ျားဝယ်ပေးရနော်ဆီယမယောက်ျားတင်မောသားမင်းတို့ဦးလေးဝယ်ပေးတဲ့ဆွဲကြိုးအဲ့ဒါကိုဆီယမယောက်ျားဝယ်ပေးတယ်လို့မပြောဘူးဒီတစ်ခေါက်ကအစိမ်ကြီးပဲကြံတော့ဆံမိုးပဲနော်အဲ့ဒီအစိမ်ကြီးမှာအလင်္ကာတွေပြန်ပါမယ်တဲ့ပြောတယ်နော်အဲ့ဒါတေချာကြက်ထားကြအလင်္ကာတွေကိုဘာအလင်္ကာလဲဆံမိုးဟဲ့ဘာအလင်္ကာမှလဲမြန်မာစာထဲမှာပါတဲ့အလင်္ကာ၅မျိုးကိုပြောရလေမသိတော့ဘူးလားမမှတ်မိတော့ဘူးလားဩသိပြီတီဗီလင်္ကာဟဲ့ဘယ်ကတီဗီလင်္ကာမှလဲအလင်္ကာ၅မျိုးอ่ะဆိုဒီမှာဥပမာရဲ့ယူပကရဲ့အတိတယဝုဒ္ဓရဲ့ဝင်္ဂဝုဒ္ဓရဲ့ညီတန်ဆွဲရဲ့လေဒါလေးကမသိဘူးဘာလို့ကအလင်္ကာလေးပြင်ထားတယ်မကြောက်ရှော့လို့အမလီငါသားရတယ်ဒီမှာအလင်္ကာဆိုတာကြက်တက်ရည်လွတ်လေးဒီမှာငါသားတို့ကြက်တက်အောင်လို့ဆီယမနမူလာလေးတွေပြပြီးတော့ဆီယမအလင်္ကာတွေကိုတေချာပြန်သင်ပေးမယ်တေချာတော့နော်ဒီမှာဆီယမရှင်းပြမယ်နော်ညီတန်ဆွဲကိုအရင်ရှင်းပြမယ်ညီတန်ဆွဲအလင်္ကာကပို့ပြီးတော့လွယ်တယ်သူကအတန်ကိုမူတည်ပြီးတော့သူကအလင်္ကာတွေပြောတာနော်ဒီမှာကြည့်ဒါဆီယမယောက်ျားဝယ်ပြီးတဲ့လက်စွပ်တွေနော်ဒါမွန်ပြည်နယ်ရဲ့အကြီးဆုံးစံတိုင်းရုံးဝတီကနေလုပ်ပေးရနော်ဒီမှာဒီလက်စွပ်တွေကိုခုံနဲ့ခောက်လိုက်မယ်။ဒေါင်ဆိုပြီးတော့ထွက်တယ်။အဲ့ဒီဒေါင်ဆိုပြီးတော့အတန်လေးကိုထည့်ပြီးတော့အစွဲပြုတ်ပြီးတော့ပြောတာကိုမြည်တန်ဆွဲအလင်္ကာလို့ခေါ်တယ်။မှတ်ထားမယ်နော်ဒါဆရာမယောက်ျားဝယ်ပြီးလက်စွပ်နော်။ကဲနောက်တစ်ခုဝင်ကားဝုတ်တီအလင်္ကာသူကကြတော့တွယ်ဝိုက်ပြီးတော့ပြောတာဒီမှာဆရာမပြောရမယ်။ဒါဆရာမယောက်ျားဝယ်ပြီးတဲ့ဆွဲကြိုးကြီးနော်ဒါဆရာမယောက်ျားဝယ်ပြီးရနော်ဆရာမယောက်ျားတင်မောသားမင်းတို့ဦးလေးဝယ်ပြီးတဲ့ဆွဲကြိုးအဲ့ဒါကိုဆီယမယောက်ျားဝယ်ပေးတယ်လို့မပြောဘူးเนาะဆီယမယောက်ျားဝယ်ပေးတယ်လို့မပြောဘူးဆီယမရဲ့တူလေးသောပိုင်ရှင်ကဝယ်ပေးတာလို့တွယ်ဝိုက်ပြီးပြောမှာเนาะတွယ်ဝိုက်ပြီးပြောတာကိုဝင်ကားဝုတ်တီအလင်္ကာလို့ခေါ်တယ်ဒါဆီယမယောက်ျားဝယ်ပေးရဲ့ဆွဲကြိုးကြီးเนาะအဲ့ဒါကိုဆီယမယောက်ျားဝယ်ပေးတယ်လို့မပြောဘူးဆီယမရဲ့တူလေးသောပိုင်ရှင်ကဝယ်ပေးတာမူပြည်နယ်ရဲ့အကြီးဆုံးစိတ်ဆိုင်ရုံးဝတ်ကြံနေဝယ်ပေးတာနားလည်ပြီเนาะဆီယမကတော့စာတင်လားကြွားနေတာမျိုးနောက်တစ်ခုကကြတော့အတိတယဝုဒ္ဓီအလင်္ကာနော်သူကကြတော့အလွန်အကျူးပြောမှာကဲဆရာမပြောပြမယ်ဆရာမငကက်ကြီးရပွဲဒါဆရာမယောက်ျားဝယ်ထားပေးတာနော်ဆရာမယောက်ျားဝယ်ထားပေးတာမင်းတို့ဦးလေးတင်မောသားဝယ်ထားပေးတာမွန်ပြည်နယ်ရဲ့အကြီးဆုံးစိန်သားပဲနော်အဲ့ဒီငကက်ကြီးကိုဆရာမဒါလေးကတော့တီးလေးပဲဒါမဲ့ဆရာမရဲ့ငကက်ကြီးကတော့အုံသီးလောက်ရှိတယ်ဆရာမရဲ့ငကက်ကြီးကတော့အုံသီးလောက်ရှိတယ်နော်ရှိလားမြင်လားငါသားတို့မိကောင်းဖခင်သားသမီးဆိုမြင်ရတယ်မြင်ရနော်ဆိုတော့အဲ့ဒါယူဆရာမအတိတယဝုဒ္ဓီအလင်္ကာနဲ့ဆရာမပြောလိုက်တာအလွန်အကျူးပြောလိုက်တာနော်အဲ့တော့အတိတယဝုဒ္ဓီအလင်္ကာမြောက်တယ်နော်ဒါကလည်းဆရာမယောက်ျားဝယ်ပေးတာမူဗီနယ်ရဲ့အကြီးဆုံးစနစ်ရုံးဝတီရပဲနော်ဒါကတော့အတူတူပဲငကက်ကလည်းအတူတူပဲနော်အဲ့ဒါကိုဆရာမအလင်္ကာလေးနဲ့ရှင်းပြပေးတာကဲနောက်တစ်ခုဆရာမရှင်းမတော့ဆရာမစတင်တာလားဒါတို့ကြွားတာမတဲဝဲဘူးအမလီငါသားတို့ကလည်းလမ်းကြုံလုံးကြွားတာပါမူဗီနယ်ရဲ့အကြီးဆုံးစနစ်မှာလေအလဲစီတို့အယောင် 8% ဆိုတာပါထည့်ပြောပေးမလို့ဆရာမကဲဆရာမပြောပြမယ်အဆုံးထိနားထောင်တယ်နော်နောက်တစ်ခုကကြတော့ယူပကအလင်္ကာမှာဆိုလို့ရှိရင်ယူပကဆိုလို့ရှိရင်အဲ့လိုပဲခါတော့ဥပမာအလင်္ကာဥပမာကြတော့နှစ်ခုကိုနှိုင်းရှင်းပြီးပြောတာနှစ်ခုလည်းကျတော့ဆရာမဆွေးကြည့်နေဆရာမဆွေးကြိုးနေပဲဒီလိုပြီးဆရာမနဲ့ကက်လေးရှိရနော်အဲ့ဒါကိုဆရာမနှိုင်းရှင်းပြီးတော့ပြပြပေးတာနော်ဟုတ်ပြီနော်ဒါလည်းပြီနော်ဒီမှာလက်ဆွေးရှိမယ်လက်ဆွေးရှိမယ်လက်ဆွေးရှိမယ်နှက်ကတောင်ရှိမယ်နားလဲနော်